ဘက်ရှိလို့လက်ရှိဘလို့အကူကြီးတွေလိုရလဲဆိုတော့ဒီနေဖို့ထိုင်ဖို့ပဲအဓိကတော့မိသက်ကသာရောက်လာတာဒီတဝင်းလုံးပြကြပါမရှိတော့ On March 28, 2025, during an earthquake with a magnitude of 7.7, a fire broke out in the St. Ben neighborhood of Mandalay. Consequently, nearly 800 households were completely destroyed. The St. Ben neighborhood was once an old landfill site, and when the earthquake occurred, gas fumes emerged from the ground, leading to a massive fire, according to eyewitnesses. Due to the fire, many residents have been left homeless, and they are still in urgent need of assistance. A resident has reported to Border News Agency that shelter is the primary need for the people who are suffering from both the earthquake and the fire. ကိုကဒီမှာနေတယ်ပြင်ရောက်နေတဲ့အချိန်နဲ့ကိုရောက်လာတဲ့အချိန်ကျဒီအကြီးပြကြသွားတယ်ပြကြသွားတော့ကျွန်တော်မိမတွေသားသမီးတွေနဲ့အကုန်လုံးပြန်ဆယ်ပေးတာပဲဗျာရတော့တော့လုပ်ပြီးတော့ဘာမှလည်းမရခဲ့ဘူးဒါပေမဲ့တချို့လူတွေဆိုတည်တဲ့လူလည်းရှိတယ်ခုတည်တဲ့လူတွေဆိုခုချိန်ဒီဖော်လို့မရတယ်ရှိသေးတယ်အဲ့တော့ကြောင့်မို့ကျွန်တော်ဒီထဲကလူတွေတက်ဟိုလိုပြောမှဆိုစိတ်မကောင်းတာလို့ကျွန်တော်ဘာမှမလုပ်ပေးနိုင်ဘူးဒီလာဝေပေးတဲ့သူတွေနဲ့ဟိုဒီရလူတွေနဲ့တော့သူ့အနေနဲ့သူကတော့စင်ပြေးနေတာပဲဟိုစားတော့တာတော့လာပြီးတော့စားရတာပေါ့ဗျာလာမပြီးတော့ကြောက်လဲသူတို့ကြုံတာပေါ့ရှိတာနဲ့သူတို့ရှိတဲ့ဥစ္စာနဲ့ဝယ်စားတာပဲရှိတာဘက်ရှိလို့လက်ရှိဘလို့အကူကြီးတွေလိုရလဲဆိုတော့ဒီနေဖို့ထိုင်ဖို့ပဲအဓိကတော့နေဖို့ထိုင်ဖို့ဆိုတော့ဒီမှာခုဆိုရင်လမ်းဘေးမှာအိတ်တယ်ညဆိုမလုံခြုံဘူးခုအိမ်သာတက်တာတို့ပါဘူးဆိုတော့ကိစ္စတွေကစအဆင်မပြေတာပဲဖုံးချောင်းနဲ့အိမ်သာလဲဘယ်ချိန်ပြုတ်မလဲမသိဘူးဇောက်ထိုးကြီးဖြစ်နေအဲ့ဒါကြောင့်မလို့ခုဒီနားတစ်ဝိုက်ကလူတွေဆိုရင်အိမ်သာတက်ဖို့ဆိုဒုက္ခရောက်တယ်သွားလာတာအဆင်မပြေဘူးကျွန်တော်ဒီနားလေးကတော့အဲ့နေရာထိုင်ခင်းနဲ့အိမ်သာတစ်ခုလောက်ပဲအဲ့ဒါဆိုတော့ဆင်ပြေတာပေါ့ဒါဆိုကျွန်တော်တို့အိမ်များဘာမှမကြံတော့ကိုပြန်ရောက်လာတဲ့ချက်အိမ်ကလုံးဝပြကြသွားတယ်အဲ့လိုမျိုးဖြစ်နေတာပေါ့ဟိုဝတ်စရာတောင်မှဝတ်စားတောင်မှမရှိဘူးဒီကလာဝေတဲ့လူရှင်တွေရှိမှကိုယ်လည်းဝေးရတာပေါ့အဲ့လိုမျိုးဖြစ်နေဟိုဒီမြန်မာနိုင်ငံကျွန်တော်တို့မန်းလေးမျိုးရဲ့ဟိုပြောမှဆိုရင်ထင်ကြားတွေနေရာတွေအစအကုန်လုံးတော်တော်များများပျက်စီးသွားတယ်စိတ်မကောင်းဘူးပေါ့သွားလာတာအစအဲ့လိုမျိုးစင်မပြေဘူးပေါ့စိတ်မကောင်းတာလည်းတော့ကျွန်တော်လည်းဘာမှတော့မတတ်နိုင်ဘူးကြီးဟိုဒီချိန်မှာငိုနေလို့တယ်လေကိုယ့်အတွက်ကစင်ပြေမလားလို့မေးစင်မပြေဘူးပေါ့ဗျာဟုတ်တယ်မလားအားကြောင့်မလို့ကိုရှိတာနဲ့တိတ်နေအောင်နေတယ်ဒီလူတွေကိုလည်းညဆိုရင်လည်းကိုကနဲ့ကိုဖျားကြောတဲ့ချိန်ကျသူတို့တက်ဆူတောင်းမြတ်တာပို့ပေးတာဒီလောက်ပါပဲကျွန်တော်တော့ကျန်တာဘာမှတော့သူတို့အတွက်တော့ဘာမှဖြစ်ဘူးပေါ့တီးသလောက်လေးဆိုရင်တော့ဒီကျွန်တော်တို့ဖြစ်သွားတဲ့ပုံစံတိုင်းဆိုတော့သူတို့နေရာထိုင်ခင်းဒီကပဲလုပ်ပေးနေချင်တာပဲကျန်တာတော့အဲ့လောက်မဟုတ်ဘူးမျိုးစားဝတ်နေရတော့ရတယ်နေရာထိုင်ခင်းဒီကဒုက္ခရောက်တာပဲခုဆိုရင်ဘဲသွားနေလို့နေရာမှမသိဘူးလို့ဖြစ်နေဒီတဲတွေမနေ့ကလည်းခေါနဲ့ကိုယာယီဆောက်ပြီးနေတယ်ခဏဖြတ်ပေးအောင်ဆိုတော့နေရညှိပေးတာဒီလိုပဲနေရတာဟိုလေအကိုငလျင်လုတ်တော့ကအဲ့လိုတိုက်တွေပြိုစင်းတာကိုမျက်စိထဲမှာမြင်ခဲ့ရလားမြင်ခဲ့တယ်အဲ့ဒါတော့ဒီနားလေးမှာပဲဟိုတယ်တွေပဲဟိုတယ်ရဒီတောင်းကတိုက်ရမြင်တာတော့လက်တွေ့ကိုကျွန်တော်ရဲ့လက်တွေ့ပေါ့သွားပြီကွာလို့ဘယ်သူတွေဘာဖြစ်မလဲတော့မသိဘူးကိုတွေရောက်သွားတော့ကြတော့ကဲရအောင်လဲကိုကျွန်တော်လည်းရမ်းဝီတော့မဝင်ရဲဘူးဗျာကြောက်တယ်ဗျာဟိုဘေးကိုကတော့အကောင်းနိုင်လှုပ်ပေးနေတာပေါ့ဗျာဟိုပြောမယ်ဆိုရင်မကဲနိုင်ဘူးပေါ့သူတို့ကိုရှင်နေဖြစ်သွားတာမြင်ရသားနဲ့ကိုမှဝင်းမကဲရဘူးအဲ့ချိန်လည်းငလင်လှုပ်နေတဲ့အချိန်နဲ့ဆိုကြတော့ကိုဝင်းကဲရင်လည်းကိုပါဒုက္ခရောက်သွားနိုင်တယ်လေအဲ့အကြောင်းမလို့ PBA ဆိုမှလူကိုကဲလို့ရမယ်လူတော့ပဲကိုကဲပေးလိုက်တယ်ဒါပေမဲ့မရတဲ့အားတော့မရတာတော်တော်များပါတယ်ကိုကတွင်းထဲမှာပြီးသေနေတဲ့သူနဲ့တချို့တို့ပိတ်မိနေတာလို့တဲ့မှာမသေးဘဲနဲ့ပိတ်မိနေတာလို့အဲ့လိုမျိုးတွေကြတော့ဟိုပြောမယ်ဆိုကရိန်းတွေပါကြမလာဘူးလေအဲကျွန်တော်တို့ဒီလမ်းထိပ်တက်မှာလည်းဒရိုက်ရှိတယ်တိုက်ကအောက်ထဲကိုကျုံးဝင်သွားတာကလေးလေးတယောက်ဆိုတေးအောင်တေးမိသက်ကားတွေကလည်းလာတယ်မိသက်ကားလာတော့လည်းမိသက်ကားသာရောက်လာတာဒီတဝင်းလုံးပြကြပါမရှိတော့ကျွန်တော်တို့ငလင်ဘေးကိုလှူပေးတဲ့ပုံကိုယ်တွေ
မှန်သမျှအကုန်လုံးကျေးဇူးရမ်းတင်ပါတယ်လို့နော်ဒီလိုအချိန်မှာလာပြီးတော့ဒုက္ခရောက်နေတဲ့အချိန်မှာသူတို့လှူပေးသွားတဲ့အရာကိုကျွန်တော်ကလည်းနောက်ဘက်ကနေပြီးတော့တကယ်စုမကောင်းမြတ်တာပို့ပေးပါတယ်လို့ကျွန်တော်တော့ဒါပဲပြောချင်ပါတယ်ဗျ